မှာတော့ကျွန်တော်ဂိမ်းနာမည်မေးသွားပြီအဂိမ်းကိုစောပြမှာမဲ lucky brain တော့မသိဘူးအဂိမ်းကိုစောပြမှာမဲအားလုံးကြည်လိုက်တော့နည်းနည်းတော့စော့ထားတယ်တရက်တည်းနဲ့ကိုဒီလောက်တောင်ရောက်တယ်ဗျာမှရှိပြောပြမယ်တရက်တည်းနဲ့စော့ကြတယ်သွားပါမယ်အရှင်ကတော့တိတ်ရောင်နေပါဘူးဒီကောင်ထိပဲရောက်ပြီဟဲ့ဘလို့ဒီကောင်မိရောဒီကောင်မိရတယ်ကျွန်တော်ကြည့်ပါဦးဘာမှလည်းမရအေးလဘကာကြီးကြိုက်တယ်ရောင်ဟာကန်နေတခါမှမရဘူးနီးလေးရတာပြီလဘကာဆူတူဘောခပါလုကပီနာစီယိုရတာပြီအဲ့ဒါပါလေကန်နီပေါ့ဟုတ်ရဲ့အဲ့ဒီလောက်ရတာစောင်းကြတယ်ညပြည့်သွားနှစ်ထပ်လုံးပြည့်သွားပြီပေါ်တယ်လုံးရဒီမှာနှစ်ခုပဲရှိတယ်ပတ်စံတော့1 trillion ရှိတယ်1 trillion ရှိဘာမှလုပ်လို့မရစပီလဲတင်လို့မရဘူးလာကြည့်ရဘူးပေါ့30ကျော်လောက်ဆိုရတော့20ကျော်ပဲတောင်းတယ်1 trillion ရောကောင်းပါပြီပေါ့1 billion လား okay 1 billion ရတယ် okay ပါ1 billion ဆိုတော့1 billion အေးဒီခန်းကြီးစောင်းကြလို့အဲ့ဒီ brain rot ရတဲ့အခန်းကြီးပဲရှင်းပြီးတော့ပြမယ်ကြည့်လိုက်တော့ okay ဆိုးပါတော့ပါနော်ကြောင်ပိုက်နေရတယ်ငါးလည်းမရအောင်စင်ပြီအားလည်းတော့ဒီလိုလိုက်အေးမိသားအဲ့ဟာမလည်းအဲ့ဒါကြာမတိကြမပေါ့ရဘူးဟဲ့အောင်လေဖော်ဟော့စပေါ်ရပါတယ်ဖော်ဟော့စပေါ်အဲ့လောက်မရေးကြည့်ဖော်စပေါ်ကကိုင်းပါအဲ့ဒါနိုင်ဆိုအဲ့ဒါမရောက်ဘူးဘာလို့လဲရိုက်တော့တာကပြောကတော့ချင်းလေးတိုင်းစီးပါတယ်ကွာစီးပါတယ်ရဆက်ဘောနော်လွယ်ခေါင်းနော်ခါလေးတိုင်းဒီမှာတက်ကြည့်နေတာစနေနေ့ကိုခေါင်းဇော်ရမှာဆိုအိတ်ကိုရမှာကိုအိတ်ဘာလဲဒီကဘယ်လိုဘယ်လိုတက်ကြရတယ်ကိုကိုတာဒီအဲ့ဒါကိုချက်စားဘူးဘယ်လိုလဲကိုပတ်ကြည့်ရတာကြည့်
ကျန်တော့ပါလေဗီဒီယိုပြီးတော့အဲ့လိုပဲနောက်ဗီဒီယိုကြမှာထပ်တွေ့ကြမယ်